အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ခီးဆွတ်မှာဖြစ်ပါတယ်ခီးထွက်မဲ့ခီးစဉ်ကကျွန်တော်ဖြူကဆောက်ထွက်မှာပေါ့နော်ဖြူကဆောက်ထွက်မှာက hyper ကျွန်တော် hyper ရေတံခွန်သွားပါမယ် hyper ရေတံခွန်သွားပြီးရင်အပြင်ညရင်ကျွန်တော်ကျိုင်းတော့ရေတံခွန်ပါမယ်အဲ့ဒါပြီးကျွန်တော်တို့ပြန်လာမှာဖြစ်ပါတယ်အားလုံးပေါင်းစဉ်းစားတာ3ရက်ခီးစဉ်မှာ3ရက်ခီးစဉ်မှာခင်ဗျာအားလုံးပဲကျွန်တော်ခီးစဉ်လို့လိုက်ပါအားပေးကြပါအောင်ခင်ဗျာအခုကျွန်တော်တို့နေတဲ့တော့တက်ကုန်းမှာစားတယ်တက်ကုန်းမှာစားပြီးကျွန်တော်ပြန်ထွက်မယ်ဟုတ်အတူကိုရโอเคသွားမယ်ဟာအခုကတော့ကျွန်တော်တို့ရွှေတက်ဆောင်ကေကိုရအောင်ရွှေတက်ဆောင်ရပါပြီဟိုဖြိုးစီးကြပဲကျွန်တော်စီးထည့်နေပါတယ်ရရင်ကျွန်တော်ဆက်ပြီးတောင်းကြီးဆက်သွားပါမယ်ညငယ်မှရောက်မှာပါမိုးချုံမှရောက်မှာပါဖြည်းဖြည်းနဲ့မလို့မိုးချုံမှရောက်မှာပါโอเคဘိုင်ဘိုင်တောင်းကြီးမှတွေ့မယ်နော်
ကျွန်တော်တို့အခုကတော့တောင်ကြီးရောက်ပါပြီအရှင်အဖြစ်9:25ပေါ့နော်တောင်ကြီးရောက်ပါပြီကျွန်တော်ဒီမှာရွှေကန်းကောင်မှာတီးမယ်ဗျာတီးဟောက်တယ်ညလာလေးစားမယ်စားပြီးတော့ဟိုတယ်သွားမယ်ဟိုတယ်ကျမှစကားနည်းနည်းမပြောပဲဗျာโอเคဒါပဲနော်โอเคမနက်စားတော့ပြီးသွားပြီအခန်းကကျွန်တော်8000ဝယ်ကြရတယ်လေးဘက်ပါပေါ့နော်ဟိုတယ်ပေါ့နော်ဒီကြီးကတော့မတဲဘူးဒါအများနဲ့မဟုတ်တဲ့ရတယ်ကျွန်တော်ဘာချက်စိတဲ့ပုံစံမျိုးသွားပါနော်ဟိုတော့ကျွန်တော်အများကြီးဆိုတော့ဒီကြီးကဒီလိုပဲဟိုတယ်လိုက်တယ်ဒီမိုင်ပြီးကျွန်တော်ဆိုင်ငယ်လိုရတာစစ်မယ်ပြီးရင်အထုပ်ဖို့တင်ပြီးတော့ဟော်ဒီရထွက်ပါမယ်ကျန်တဲ့လူတွေကတော့မှအေးရမထားသေးဘူးကျွန်တော်တော့မရအောင်ပိုက်စားတော့ဆိုပြီးထွက်တာအားလုံးမင်္ဂလာပါကျွန်တော်အခုကြောင်းနေတဲ့နေရာကတော့ဆူလာမနစ်တောင်ကျဆူလာမနစ်ကိုရောက်နေတာပါဆိုင်နိုင်အကွက်ရှိပြီကျွန်တော်တို့အခုဒီဟိုက်ပါဘတ်မထွက်သေးဘူးเนาะအခုမထွက်သေးဘူးဟိုက်ပါဘတ်မထွက်သေးဘူးခဏနေတော့ကျွန်တော်တို့အဖွဲ့မန္တလေးအဖွဲ့ဒီရောက်တော့မှာပေါ့เนาะရောက်ပြီဆိုကျွန်တော်တို့ဟိုက်ပါကိုသွားမှာဖြစ်ပါတယ်အခုတော့ဟိုက်ပါမထွက်ရင်တော့ဖျားဖူးတာပေါ့ဟုတ်ကဲ့မှာဖျားပြမယ်ဒီတောင်းရောက်တယ်ကျွန်တော်ခဏနေဗျာမတူမြောက်တယ်ကိုစီးကြည့်မလားစီးကြည့်လေခွာကြည့်ဟောခွာကြည့်ရတယ်ဘလောက်ဝိတ်ကကွာတော့ကွာဦးကွာကွာတယ်ကိုတို့ကပူကွာဒါပေမဲ့ထိမ့်သိမ်းကြတော့ကိုတို့ကပူကောင်းတာပေါ့ဗျာဘလို့ထိမ့်သိမ်းခုကျွန်တော်တို့ဒါဖင်ရောက်ပြန်ပြီနော်ဒါဟိုဘုံတက်လာဟိုဘုံတက်လာတာကျွန်တော်တို့3နာရီဟုတ်တနာရီ2နာရီခွဲလောက်ရှိပါရင်မောင်းလာတာဗောနော်ဟိုဘုံကနေပြီโอเคဒီအခုတက်ခဲ့ရအတက်တွေတော့များကြအောင်ကျွန်တော်နင်းနားတယ်ဗျာโอเคမိမောင်းโอเคဟိုမှာ I'm on you, why not? We could remedy that. I'm into energy and telling the facts. Tenderize my tendencies. Up ribs, they better be boxed or relax. I'm on the track, this right is my home.
Okay ကျွန်တော်တို့14ဘောရောက်ပါပြီဟိုင်ဘာရေတကွန်းနဲ့ကိုလှေပတ်စီမှာဖြစ်ပါတယ် Okay အားလုံးလိုက်ကြည့်ကြပါဦး Okay ကိုညံ့နေရတယ်ကိုဆိုင်ညံ့နေရအခုကျွန်တော်တို့အားပဲရေမောနေရောရဆုပ်လာပါပြီဆက်လေးပြန်လာပြီမရနှာရကိုချမ်းချင်းတို့ပဲဟောလာမလို့အခုတော့ကျွန်တော်တို့ဟိုက်ပါအနေနဲ့ဆော့ပါတော့မယ်ဟိုက်ပါအနေပြတ်ထွက်ပြီးကျွန်တော်ကျန်တော့ပုတ်သွားပါမယ်ဟိုက်ပါအနေရောโอเคဘိုင်မိုင်မှာဟိုက်ပါဘိုင်မိုင်